တကယ်တော့ဒီပြဿနာဘလို့ဆက်လဲဆိုရင်ကျွန်တော်ကပိုက်စာလို့ငပိထောင်းပေးဆိုတော့သူတို့ကထောင်းပေးဘူးငချောက်ဖုတ်နဲ့စားတဲ့အမို့ကျွန်တော်ကငချောက်ဖုတ်ကြိုက်ဘူးရုပ်တီးတောင်းနဲ့စားမှဆိုတော့သူတို့ကချေရုပ်တီးပဲရှိတယ်တဲ့အဲ့ဒါနဲ့ပဲစားတဲ့ငပိတောင်းနဲ့မစားရရင်မင်းတို့နာမည်ပြောင်းပါဆိုတော့သူတို့ကပြောင်းဆိုလို့အခုပြောင်းပေးလိုက်ပြီ ကျမနာမည်ကတော့ Miss Universe ကိုင်းကြီးကွေ ပုံမှန်တစ်နေ့3ခါလဲပါသမီးရဲ့3ခါလဲပါ ဘောပြာမခွတ်ထော်မမိတ်ကခင်ဆောင်ဝင်ချီစာကွေးတော်မငုတ်တော်ဘောကြီးမဲစီတော်ဘူးတော်မရွှေချောင်းဆီယာမမီနိုင်ကျောင်းသားအားလုံးမင်္ဂလာပါနံပါတ်ချင်းတပိတာမှာ300เนาะဈေးကျသွားပြီ